အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. 9ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ Los Angeles ကတပုံတွေကိုနှိမ်နှင်းတဲ့တတိယနေ့မှာစစ်တပ်ပါလာပြီး California ပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ငါ့ကိုပါဖမ်းပါလို့ပြောလိုက်ပါပြီသတင်းအပြည့်စုံကတော့ LA Times ကဇွန်လ9ရက်2025မှာတင်ဆက်သွားတာကတော့ Los Angeles မှာ Trump အစိုးရကိုထကြွပုံကန်နေတဲ့တပုံခေါ်ခိုးဝင်ကျူးကျော်တွေနဲ့ ICE အဖွဲ့တို့ရဲ့အဓိကရုဏ်းဟာပုံမဆိုးရွားလာပြီးတော့မနေ့ကသမ္မတ Trump ဆေလွှတ်လိုက်တဲ့ California ပြည်နယ်နယ်မြေကာကွယ်ရေးစစ်တပ်မှစစ်သားအယောက်2000ထပ်မံရောက်ရှိခဲ့ပြီးတပုံတွေကိုနှိမ်နှင်းရမှာအလွန်ဆိုးရွားတဲ့အခြေအနေကိုထပ်မံရောက်ရှိလာနေပါပြီသမ္မတ Trump ကနောက်ထပ်လိုအပ်ရင်လွှတ်ဖို့တကယ်စစ်မြေပြင်မှာတိုက်ပွဲဝင်တဲ့ Marine တပ်သားအယောက်900ကိုထပ်လွှတ်ဖို့အစဉ်သင့်ဖြစ်နေပါပြီ။ California ပြည်နယ်အုပ်ချုပ်ရေးမှူး Governor Gavin Newsom ကအထူးရုံးနှိမ်နင်းရေးခေါင်းဆောင်တွေနဲ့မကြေမလည်တွေဖြစ်ခါသမ္မတ Trump ကိုလည်းလူလိမ်လို့ဆွဆွဲပြီးတော့မိမိကိုပါဖမ်းဆီးပါတော့လို့ပြောလိုက်ပါပြီ။အခုဗီဒီယိုမှာတွေ့မြင်ရတဲ့အတိုင်းပါပဲ။ Los Angeles ကခိုးဝင်ကျူးကျော်တပုံတွေဟာ Los Angeles ရဲ့မြို့လေကောင်လမ်းတွေကိုပိတ်အဝေးပြေးလမ်းမကြီးတွေကိုပိတ်ဆို့ပြီးမြောင်များလှစွာသောလူအင်အားတွေနဲ့ပါဝင်ပုံကန်လာနေကြပြီးတော့ရဲကားတွေကိုပါမိတွေနဲ့ရှို့အကြမ်းဖက်တိုက်ခိုက်လာတာတွေဖြစ်လာတဲ့အတွက်စစ်တပ်နဲ့ ICE ပလိတ်အဖွဲ့တွေဟာတနက်အစစ်တော်မသုံးသေးဘဲနဲ့ရာဘာကြီးစံတွေနဲ့ပစ်ခတ်မျက်ရည်ယိုဘုံတွေနဲ့ပစ်ခတ်လူစုတွေခွဲ pepper spray gun တွေနဲ့ပစ်ထမ်ပက်စတာတွေနဲ့ပြုလုပ်ပြီးခုခံကာကွယ်နေရတာတွေတွေ့မြင်ရမှာပါသမ္မတ Trump ကလည်းဒီသတင်းတွေကိုမျက်ခြေမပြတ်လေ့လာနေပြီးတော့ငါနိုင်ငံကိုလည်းခိုးဝင်ကျူးကျော်လာနေသေးတယ်ငါရဲ့ပလိတ်အရာရှိတွေနိုင်ငံတော်လုံခြုံရေးတပ်သားတွေကိုလည်းစရွေးနဲ့ထွေးဆဲရေးတိုင်းထွာပြီးတော့အကြမ်းဖက်တိုက်ခိုက်တာတွေလှုပ်လာမှတော့ဘလို့နည်းနဲ့မှလက်မခံနိုင်ဘူးမင်းတို့လိုခိုးဝင်ကျူးကျော်မပြောနဲ့အမေရိကန်နိုင်ငံသားတွေတောင်မှဒီဥပဒေဘက်တော်သားတွေကိုစော်ကားပြီးစရွေးထွေးတာတွေလုပ်ရင်ငါကတော့ငါနိုင်ငံရဲ့ဥပဒေကတော့တိခံမှာမဟုတ်ဘူးလို့ကြေညာသွားပါတယ်အခုဆိုရင်စစ်တပ်ဟာရဲတပ်ဖွဲ့ရဲ့ရှေ့ကိုတက်လာပြီးတော့တပုံအင်အားစုတွေကိုတားမြစ်နေပါပြီတပုံတွေဟာအင်အားများလာပြီးပွဲပိုကျန်းလာသလို Trump အစိုးရနဲ့ ICE ကလည်းအဲ့ဒီပွဲမှာကျူးကျော်တပုံတွေကိုအမြောက်အများဆက်လက်ဖမ်းဆီးနေပါတယ်အခုလိုအမေရိကန်နိုင်ငံတွင်းကအကြမ်းဖက်တွေကိုထိမ့်သိမ်းဖို့ရဲအဖွဲ့နဲ့မနိုင်တော့ပဲစစ်တပ်